နိုဝင်ဘာလ17ရက်နေ့ထိုမှတပါငါတို့မတက်နိုင်သောအရာမှာဝိညာဉ်တော်သည်မဆတော်မူ၏ငါတို့သည်ဆုတောင်းသင့်သည့်တိုင်အဘယ်ဆုကိုတောင်းရမည်ဟုမသိကြတို့ရတွင်ငါတို့ဆုတောင်းခြင်းအမှုကိုနှုတ်မမြုပ်နိုင်သောညီးတွားခြင်းအဖြစ်ဝိညာဉ်တော်စောင့်မတော်မူ၏ယောမဩဝါဒစာခန်းကြီး8ခန်းငယ်26ဂျုံနော့အနေဖြင့်တိုင်းပြည်ကိုချစ်မြတ်နိုးလုံးသဖြင့်ဆုတောင်းသည်မှာစကော့တလန်ကိုပေးပါဒါမှမဟုတ်အသက်အသေးခံပါမည်ဖြစ်ပါတယ်သူ၏ဆရာထက်သန်သောဖြင့်ဆုတောင်းလှုပ်ဆောင်ခြင်းရလဒ်မှာနိုင်ငံတွင်ဝိညာဉ်ပိုင်းဆိုင်ရာနိုးထမှုကြီးပေါ်ပေါက်ခဲ့ပါတယ်ဤဒီမှာဝိညာဉ်နှင့်အတူဆုတောင်းခြင်း praying in the spirit ဖြစ်ပြီးသူတစ်ပါးသူများ၏ဝိညာဉ်ပိုင်းဆိုင်ရာအတွက်စိုးရိမ်ခြင်းကြောင့်လည်းဖြစ်ပါတယ်ဤသို့စဉ်းစားခြင်းသည်တန်ရှင်းသောဝိညာဉ်တော်၏ဆောင်ရွက်မှုဖြစ်ပြီးထို့သောဆုတောင်းချက်မျိုးသည်ပင်လယ်သမုဒ္ဒရာဒေဂန္ဓာယာတောတောင်အသွယ်သွယ်ကိုဖျက်ကျော်နိုင်ပြီးတမန်ကျမ်းစာ၏အကူအညီခြင်းနှင့်ကုသခြင်းတို့ကိုပြည့်နှံ့စေပါတယ်။တန်ရှင်းသောဝိညာဉ်တော်၏ပါဝင်ပတ်သက်မှုသည်အမှန်စစ်စစ်ဘုရားသခင်သည်ကျွန်တော်တို့နှင့်အတူအသနာခံခြင်းဆုတောင်းခြင်းနှင့်ငိုကြွေးဝမ်းနည်းခြင်းဖြစ်ပါတယ်။တနည်းအားဖြင့်ဘုရားသခင်နှင့်အတူတူလှုပ်ဆောင်သူမိဖက်များဖြစ်ပြီးမိမိအတ္တဆန်ခြင်းအဆင့်မှပုံမနှဆိုင်သောအဆင့်ရောက်ရှိခြင်းဖြစ်ပါတယ်။ကျွန်တော်၏နာကျင်စွာကြိုးစားခြင်းကြောင့် Scotland Church တွင်ဘဝသစ်ကိုခံစားရရှိရမည်ဖြစ်ပါတယ်။ယနေ့အတွက်ဆုတောင်းခြင်းသခင်ယေရှုကနေကျွန်တော်နှလုံးသားရဲ့ငိုရှိုက်တံကိုကြားရတဲ့အတွက်ကျေးဇူးတော်ချီးမွမ်းပါတယ်။အာမင်။ဟုတ်ကဲ့ပါအဆုံးထိနားဆင်ပေးခဲ့တဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။မနေ့ပြန်ပါလေတခြားသောဆုတောင်းချက်ကလေးကိုဖတ်ပြပေးအောင်ဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမေတ္တာရပ်ခံလိုပါတယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ရက်တွေမှာပြန်တွေ့ပါအောင်ခင်ဗျာ